ကောင်းကင်ဘုံအင်ပါယာသားတော့ပြန်လဲမွေးဖွားခြင်းဂျန်ချန်ကောင်းတွေကြိုက်ခဲမှုဝင်နေပြီးအိမ်မက်လိုခံစားနေရပါတယ်သူခန္ဓာကိုယ်တစ်ခုလုံးကလည်းဝေဒနာကိုပြင်းပြင်းထန်ထန်သိရှိနားလဲကျိန်းဆက်နေရသည်နဲ့ပါဘာတွေဖြစ်နေတာလဲငါတည်သွားပြီလားသူ့ကိုယ်သူသိနေတာကတော့သူဟာတည်ခဲ့ပြီးပါပြီဒါပေမဲ့သူအသက်ရှူလို့နေတာကိုတော့တရားခံစားမိနေပါတယ်မျက်လုံးကိုအတက်နိုင်ဆုံးစူးစမ်းဖွင့်လိုက်ပြီးတဖြည်းဖြည်းနဲ့သူမြင်လိုက်ရတာကအခေါင်းတစ်လုံးရဲ့မျက်နှာပြင်ကိုပါငါအဝေါင်းထဲမှာပဲဒါဆိုငါတည်သွားခဲ့တာပေါ့သူ့စိတ်ဓာတ်တွေဟိုးအောက်ဆုံးထိကျသွားရပါတယ်သူဟာရင်ဖွဲ့စည်းပုံနဲ့မွေးဖွားလာတာဖြစ်တဲ့အတွက်ကြောင့်တိုင်းပညာကိုသင်ကြားလို့မရခဲ့ပါဘူးငါအဖေကထာဝရအသက်ကိုပေးတဲ့နေလဆေးကိုဖော်ဆက်တိုက်ကြွေးခဲ့တာတောင်မှချီထုတ်ကပ်ပေးကြောင်းဟင်းအိုင်သူ့ရုပ်တရက်သူ့ခန္ဓာကိုယ်မှာတခုခုပြောင်းလဲနေတာကိုခံစားမိလိုက်ပါတယ်သူ့ကိုယ်သူမိမများဖြစ်သွားလို့လားလို့တန်တရားဝင်မလိုက်ရင်တစ်ချက်စစ်ကြည့်လိုက်မိတာမှာတော့ငါကိုယ်တည်းခြိတက်တစ်ခုပြေးနေပါလားဒါကအတော်လေးကိုအားနေတာပဲဟန်နေပါဦးဒါငါခန္ဓာကိုယ်မှမဟုတ်တာတစ်ချိန်တည်းမှာပဲအပေါင်းတွေကလဲလျောင်းနေတဲ့ခန္ဓာကိုယ်ဟာသူမဟုတ်ဘူးဆိုတာကိုပထမဆုံးအကြိမ်သတိထားမိသွားပါတယ်ဘာတွေလဲသူလိပ်ပြလွင်လူမတက်လန့်သွားပြီးချွေးစေးတွေထွက်လာပါတယ်ဒါဆိုမေးစရာကဘသူကြီးလဲထူးဆန်းစွာပဲမှတ်ညံအချို့သူ့ကောင်းထဲကိုဝင်လာပါတယ်ဒီခန္ဓာကိုယ်ရဲ့အရင်ပိုင်ရှင်နာမည်ကလည်းဂျန်ချန်ပါပဲအရှေ့ပိုင်းနိုင်ငံရဲ့ဂျန်ဟန်ပြည်နယ်မြို့စားသားတော်တစ်ပါးပါနာမည်ကတော့တူတယ်သူကငါမဟုတ်တာခက်တယ်ဘာတွေဖြစ်နေတာလဲဂျန်ချန်ကောင်းတစ်ခုလုံးမေးခွန်းတွေနဲ့ပြည့်နေနေပါပြီငါသာတကယ်ကပ်ပေးထဲမှာတည်ခဲ့တာဆိုရင်အခုပြန်မွေးဖွားလာတာကတကယ်ကိုဒဏ္ဍာရီတစ်ခုပဲကပ်ပေးဟာကောင်းကင်ဘုံတစ်ခုလုံးလုံးဝပြိုကွဲပျက်စီးသွားစေခဲ့တဲ့အတွက်လူပြန်ဝင်စားဖို့ကလည်းမဖြစ်နိုင်တော့ပါဘူးသူတွေးရင်တေချာတိလာတာတစ်ခုကတော့တကယ်ကိုပြန်လဲမွေးဖွားခဲ့တာပါငါအရင်ဘဝတုန်းကရင်ခန္ဓာကိုယ်ဖွဲ့စည်းပုံကြောင့်ဘာကိုမှကြင့်ကြံလို့မရခဲ့တဲ့အမိုက်တာကောင်းပဲဖြစ်ခဲ့တာမို့ကပ်ပေးကြလာတဲ့အခါလေထဲမျောပါသွားတဲ့ဖုံမုံလေးလိုပျက်စီးခဲ့ရတယ်ဒါပေမဲ့သူဟာ2 မီလီယံပေါင်းများစွာရှင်သန်ခဲ့ရတဲ့အတွက်မှတ်ဉာဏ်နဲ့စဉ်းစားဆင်ခြင်နိုင်စွမ်းကနိုင်စလို့မရအောင်ကိုကြီးမားကျယ်ပြန့်လွန်းလာပါတယ်သူဒီလိုရှင်သန်နေနိုင်အောင်ငွေပြောစွန်လွတ်မှုတွေအများကြီးပေးဆက်ပြီးဆေးဖော်ဆက်ခဲ့တဲ့သူ့အဖေရဲ့မေတ္တာထုကိုခံစားပြီးမျက်ရည်ဝဲလာပါတယ်ခုလိုပြန်လဲမွေးဖွားလာတာကကံကြမ္မာရဲ့ဒုတိယအကြိမ်မျက်နှာသာပေးခြင်းဆိုတာကိုသူကောင်းကောင်းကြီးသဘောပေါက်တာပေါ့ငါကောင်းကင်ဘုံမာတော့ကတင်းလန်စာကြည့်တိုင်းမှာနှစ်တန်းပေါင်းမရေတွက်နိုင်အောင်နေထိုင်ခဲ့တယ်လေ့ကျင့်ရေးနည်းလမ်းတွေအများကြီးကိုမှတ်သားသိရှိခဲ့ရပြီးရင်ခန္ဓာကိုယ်ဖွဲ့စည်းပုံကြောင့်ဘာမှလေ့ကျင့်လို့မရခဲ့ဘူးဒါပေမဲ့အဖေရဲ့နေလမော်ဆေးရည်ကြောင့်နှစ်ပေါင်းများစွာရှင်သန်ခဲ့ရပြီးထင်ရှားခဲ့ရတယ်အခုငါပြန်လဲမွေးဖွားလာပြီးတဲ့နောက်မှာတော့ဒလေးကျင့်နိုင်တဲ့ခန္ဓာကိုယ်ကိုရထားပြီပဲဘာလို့စိတ်တက်ကြနေရမှာလဲအခုသူနေတဲ့ခန္ဓာကိုယ်ပိုင်ရှင်ဂျန်ချန်ရဲ့မဖြစ်စလောက်ချီစွမ်းအင်လေးကတော့သူ့အတွက်ကြင့်ကြံဖို့လမ်းစာကြီးတစ်ခုဖြစ်လို့နေပါတယ်ပြောချင်တာကတော့အရင်ဘဝတုန်းကသူဟာငကားရီဒဏ္ဍာရီလာဖိနစ်ငတ်တွေလိုကြီးမြတ်တဲ့ဘဝကိုပိုင်ဆိုင်ခဲ့ပေမဲ့အတုံးမကျတဲ့အမိုက်လိုခံစားခဲ့ရပါတယ်အခုဘဝမှာတော့ပရွက်စိတ်တတာဆိုပေမဲ့ကြင့်ကြံနိုင်တယ်ဆိုတဲ့စကားလုံးတစ်ခုနဲ့တင်ပြည့်စုံနေပြီဖြစ်ပါတယ်လေ့ကျင့်ခြင်းလမ်းစဉ်ကတော့အကန့်အသတ်တွေမရှိပါဘူးလုံနိုင်ရင်လုံနိုင်တဲ့လောက်လုံးဝကိုစွမ်းအားကြီးနိုင်ပါတယ်ကောင်းကင်ဘုံရဲ့သားတော်တင်းလန်ရဲ့စာကြည့်တိုက်မှုအဖြစ်နှစ်ပေါင်းများစွာလေ့လာခဲ့တဲ့ဂျန်ရန်အနေနဲ့သူဟာတက်ရှိဆွေဆုံးချမ်းတစ်ခုဟုဆိုရရင်မလုံဘူးမဟုတ်လားသူ့အရင်ဘဝမှာကြင့်ကြံခြင်းမလုံဆောင်နိုင်ပေမဲ့တပည့်ပေါင်းများစွာပုံမှာစမ်းသက်လေ့ကျင့်စေပြီးသီအိုရီပေါင်းများစွာထုတ်ဖော်ခဲ့တာဟာရေတွက်လို့တောင်မရနိုင်တဲ့လောက်ရှိခဲ့ပါတယ်အခွင့်အရေးခေါင်းထဲမှာဒီစကလုံးတွေကိုမြည်ဟီးလို့နေရင်သူ့တကိုယ်လုံးစိတ်လှုပ်ရှားလွန်လို့တုံရင်နေပါပြီမြို့စားရဲ့သားဂျန်ချန်ရဲ့ကိုမကောင်းကင်အင်ပါယာရဲ့သားတော်အနေနဲ့မှတ်ဉာဏ်တွေမပြတ်စည်းပဲပြန်လဲမွေးဖွားလာခဲ့တာဟာဟိုးအရင်သူ့တပည့်တွေအပေါ်မှာလက်တွေ့စမ်းသပ်လာခဲ့တဲ့စမ်းသပ်ချက်တွေအသက်ဝင်လာဖို့ဖြစ်လာတာပါပဲဒါတကယ်ကိုအခွင့်အရေးပဲဂျန်ချန်တွေးနေစဲမှာပဲတခုခုကိုထိုးကော်ဖွင့်နေတန်းကြားလိုက်ရပါတယ်လက်ကြံရင်အဲ့ဒီကိစ္စကိုစုံစမ်းငွေကုန်ကျင်တလောက်ကုန်ပါစေဂျန်ဟန်မြို့စားဂျန်ဖန်းကဒေါသတကြီးပြောလိုက်ပါတယ်ဟုတ်ကဲ့ကျွန်တော်တို့မှာအစောတဲကတဲလွန်စတွေယထာပြီးပါပြီးတကိုယ်လုံးအနက်ရောင်ဝတ်ဆင်ထားတဲ့ဂျန်ရင်ကလေးလေးစားစားပြန်ပြောပါတယ်တခင်လေးကလေ့ကျင့်တဲ့နေရာမှာဝီရိယမထားပေမဲ့စစ်မှန်တော်ရီနဲ့ဘဲကဖိုက်တာတယောက်ပါတဲ့အတွက်သူ့တကိုယ်လုံးကိုလုံးဝထိန်းချုပ်နိုင်ပါတယ်ဒီလိုအရေးကြီးတဲ့အချိန်မျိုးမှာသူစိတ်လွတ်ကိုလွတ်ဖြစ်သွားမှာမဟုတ်တာအသေးချပဲဒါဆိုကောင်းကင်ဘုံကိုပူဖော်ခြင်းအခမ်းအနားမှာဂျန်အားလေးကိုအခက်တွေ့အောင်လုပ်တာရဲ့နောက်ွယ်မှာတယောက်ရှိတာတေချာပြီးပေါ့ဂျန်မန်းရဲ့အတန်ကအနေရမက်ကိုတောင်ရောက်လာပါတယ်
တခင်လေးကမနက်စာကိုစောင်းဦးကျိုးကြစားတောက်ဆိုင်မှာတငယ်ချင်းတွေနဲ့စားတောက်ခဲ့တာကိုစုံစမ်းရရှိခဲ့ပေမဲ့ဘာသဲလွန်စကူမှရှာဖွေမတွေ့ခဲ့ပါဘူးဒါပေမဲ့တခင်လေးရဲ့ကိုယ်မှာသုံးခါရီမုံမုံကိုတွေ့ခဲ့ရပါတယ်သုံးခါရီမုံမုံဂျန်ဖန်းရဲ့မျက်နှာမဲမှောင်လာပါတယ်သုံးခါရီမုံမုံကိုသူသိတာပေါ့အမုံကဘာဘေးထွက်ဆိုးကျိုးမှမရှိဘူးလို့ပြောနိုင်ပေမဲ့ကိုခန္ဓာမှာရှိတဲ့ခြီကိုခန္ဓာအနှံ့ကနေအပြင်ကိုထုတ်ပေးပါတယ်သူ့သားရဲ့ဆိုးဝါးလာတဲ့ဓာတ်ငွေ့ပေါက်ကွဲမှုကြီးကတခြားဖြစ်နိုင်စရာမရှိတော့ဒီသုံးခါရီမုံမုံကြောင့်ပဲဖြစ်ရမယ်လို့ဂျန်ဖန်းတစ်ထစ်ချတွေးတောမိလိုက်ပါတယ်ဒါတိုက်ဆိုင်မှုမဟုတ်တော့ဘူးလောက်ကျန်မှုဖြစ်သွားပြီကွဂျန်ဖန်းအလင်းစလိုပဲကောက်ချက်ချလိုက်ပါတယ်တခင်ကြီးဒါကတော့တခင်လေးနဲ့မနှက်စာစားခဲ့ကြတဲ့သူတွေစရင်ပါဒါပေမဲ့သူတို့အားလုံးကအခြားမျိုးစားသားတော်တွေဖြစ်ပါတယ်အဲ့အတွက်ဘသူ၆ချတာလဲဆိုတာကိုတော့ကင်တွယ်ရခက်လိမ့်မယ်လို့ထင်ပါတယ်သွားချက်ချင်းသွားစစ်ဆေးဆန်းဝါရဲ့မျိုးစားနေရာကိုဆုံးရှုံးရရင်တော့အိုကွာငါတကိုယ်လုံးကိုတစားစီဖြက်စီးပစ်ခံရမယ်ဆိုရင်တော့ငါသားအသက်ခံရတဲ့ကိစ္စမှာငြိမ်ငြိမ်လေးထိုင်မနေနိုင်ဘူးကွဂျန်မီသားစုအဆက်ဆက်ဟာတစ္ဆာရှိခဲ့ကြပါတယ်အရှိစီရင်စုနိုင်ငံတော်ဝင်မိသားစုအတွက်မျိုးဆက်တိုင်းနိုင်ငံပိုင်မြေကိုကာကွယ်ရေးတွေနဲ့စစ်ပွဲတွေမှာအာတုံခွန်ဆိုင်ကျိုးပန်းတိုက်ခိုက်ခဲ့ပြပါတယ်ဒါပေမဲ့ခုတော့ဆုလက်အနေနဲ့သူ့သားကိုကြိမ်လုံးနဲ့တည်တဲ့အထိရိုက်တက်ခံလိုက်ရတာပါပဲအဖက်တင်ခဲ့ပါတယ်ကိုရှင်တခင်ကမကျင်နာမှတော့ကို့အနေနဲ့တစ္ဆာရှိနေစရာမလိုတော့ဘူးလို့သူစတင်တွေးတောမိလာပါပြီအရှိစီရင်စုနိုင်ငံဘရင်ကတက်စေအမိန့်ကိုအေးဆက်ဆက်ပေးလိုက်တဲ့အချိန်မှာပဲဂျန်ဖန်းပောက်ကွဲလူမိတောင်တစ်ခုလိုခံစားခဲ့ရပါတယ်ဒါပေမဲ့သူ့သားအခေါင်းထဲရောက်တဲ့အထိကြိမ်လုံးနဲ့အသေးရိုက်ခံနေရတာကိုနာကြီးစွာနဲ့ပဲကြည်နေခဲ့ရပါတယ်။တက်မိတ်ပေးလိုက်တဲ့စကားကိုကြားချင်းဂျန်ဟန်ပြည်နယ်ကိုပြန်ပြီးတက်တာတစ်ဆက်တင်းကျုပ်ခေါ်မြို့တော်ကိုတွေးပင်လဲဝေစေရမယ်လို့တွေးခဲ့မိပါသေးတယ်။ဂျန်ဗန်းနဲ့ဂျန်ရင်တို့ပြောဆိုနေတဲ့အချိန်မှာပဲဂျန်အနေနဲ့သူ့ကိုယ်မှရှိနေတဲ့မှတ်ညံဟောင်းတွေကိုစူးစီးမိသွားပြီးဘာတွေဖြစ်ခဲ့တယ်ဆိုတာကိုသိရှိသွားပါပြီ။အရင်ဂျန်ကကောင်းကင်ဘုံကိုပူဇော်ခြင်းအခမ်းအနားမှာလေးလဲဤပေါက်ခဲ့တဲ့အတွက်ကန်ဆိုးစွာပဲကြိမ်နဲ့မတေမချင်းရိုက်တက်စေအမိတ်ပေးခံခဲ့ရတာပါဒီခမ်းနားကိုနိုင်ငံရဲ့အထင်ရှားဆုံးဖျားเจ้าကြီးထဲမှာကျင်းပခဲ့ပြီးဘရင်နဲ့အခြားမြင့်မြတ်တဲ့မျိုးနွယ်တေရရှိဦးတက်ရောက်ခဲ့ကြပြီးဘရင်ရဲ့ချစ်သမီးလေးအတွက်ဆုတောင်းကြပါတယ်ပွဲတော်မကျင်းပခင်မှာအသားငါးစားတာကိုရှောင်ရှားခြင်းရေချိုးတန့်စင်ခြင်းအဝတ်အစားတန်တန်ဝတ်ဆင်ခြင်းအမွှေးနှံသားများပူဇော်ခြင်းကောင်းကင်ဘုံကိုချွင်းချက်မရှိယုံကြည်ခြင်းဝါတဲ့အကြောင်းအရာတွေကိုကြိုတင်လုပ်ကြရတယ်ဒါမှသာကောင်းကင်ကကောင်းချီးပေးမှလို့ယုံကြည်ကြပါတယ်အရာအလုံးဟာအစပိုင်းမှာကောင်းမွန်စွာဖြတ်တန်းနေခဲ့ပါတယ်။ဘရင်နဲ့တက်ရောက်လာသူတွေဆူတောင်းပွဲပြုလုပ်တဲ့အချိန်မှာပဲဂျန်ကနားစီကွဲလောက်တဲ့အတန်ကြီးနဲ့ဤပေါက်လိုက်တာဖြစ်ပါတယ်။စတင်ဝတ်ပြုဆူတောင်းနေတဲ့အချိန်ကဘလောက်အရေးကြီးလဲဆိုတာလူတိုင်းသိပါတယ်။ဝတ်ပြုဆူတောင်းနေစဉ်မှာလူအလုံးတိတ်ဆိတ်ငြိမ်သက်စွာနေရပြီးကောင်းကင်ဘုံနဲ့နတ်ဖျားတွေကိုစိတ်နဲ့မှန်းကဆက်သွယ်ရတာဖြစ်ပါတယ်။ဂျန်ရဲ့ဤပေါက်တန်ဟာအယမ်းကိုကျဲလောင်းခဲ့ခြင်းဖြစ်ပြီးအနံ့အသက်ကလည်းဆိုးရွားလွန်းလာပါတယ်။တာမန်အချိန်မျိုးမှာတော့ဒီလိုကိစ္စလေးကအေးဆေးစွာပဲပြီးသွားနိုင်ပါတယ်။ဒါပေမဲ့အခုကကောင်းကင်ဘုံကိုပူဇော်ပွဲလေးပြီးတော့သူကဤကျော်ရှိရှိပေါက်ချလိုက်ခြင်းဖြစ်တဲ့အပြင်အနံ့အသက်ကလည်းမိုင်းတစ်ထောင်လောက်တောင်ပြက်နှံ့ကတ်ဆိုင်ကုန်လောက်အောင်ကိုဆိုးရွားလွန်းတာကြောင့်နတ်ဖျားတွေကိုမယိုသေးရကြနေတာပေါ့။အားလုံးကရုတ်တရက်မှုဘာလို့ရမှန်းမသိအောင်ကြောင်တက်တက်ဖြစ်သွားကြရှာပါတယ်။တိတ်မကြလိုက်ပဲဤနန်းကြောင့်အရင်ဆုံးတတိဝင်လာတဲ့မြင့်မြတ်သောဖုံးတော်ကြီးကနေပဲစတင်ပြီးကျဲလောင်စွာအော်ဟစ်ကျိန်ဆဲပါတော့တယ်။ခွေးကောင်ငါတို့ဝတ်ပြုဆူတောင်းပွဲနဲ့အရေးကြီးတဲ့အချိန်ရောက်နေကမှဤပေါက်ပြီးဖြက်စီးပစ်တယ်ပေါ့လေ။နတ်ဖျားတွေကိုဒေါသထွက်စေတာလားအဲ့ချိန်မှာပဲဘရင်ကသူ့ချစ်ရတဲ့သမီးတော်လေးအတွက်အရန်ကိုဒေါသထွက်သွားရင်အဆောင်တွေလာဆန်းအဲ့အကောင်ကိုဆွဲခေါ်ပြီးကျိန်နဲ့တည်တဲ့အထိရိုက်ပြီးရင်မြို့တိုင်းမှာချိတ်ပြီးလင်းသားနဲ့အခြားပုတ်စားကောင်တွေစားပါစေကြားလာလို့အမိတ်ပေးလိုက်ပါတော့တယ်အကယ်၍သာမြင့်မြတ်တဲ့မျိုးနွယ်ဝင်ချို့ကဒါဟာရက်ဆက်ကြမ်းကြုတ်ပြီးဂုံတိတ်ခါကိုထိခိုက်စေတဲ့အပြုမှုဖြစ်တဲ့အတွက်ဘရင်ရဲ့ကံကြမ္မာကိုပါပြောင်းလဲစေနိုင်ကြောင်းမပြောခဲ့ရင်ဂျန်ရဲ့ပေဆုပ်ဆုပ်ခန္ဓာကိုယ်ဟာအကောင်းတိုင်းကြံမှုဖြစ်နိုင်မှာမဟုတ်ပါဘူးလောကသုံးပါးသခင်ချားတွနှစ်ဖခင်ကောင်းတဲ့တစ္ဆာရှိတငယ်ချင်းနောက်ဆုံးမှာဂျန်အရင်ဂျန်ဘာကြောင့်တည်ဆုံးခဲ့ရတာလဲနဲ့အရာအလုံးကိုရိုးရှင်းစွာပဲနားလည်လက်ခံသိရှိသွားပါပြီဟုတ်ဂျန်ဆိုတဲ့ကောင်ကတော့ဤပေါက်လို့တေးရတဲ့ကွာဘလောက်တောင်ကန်ဆိုးလိုက်တဲ့ကောင်လဲအကြီးတန်းလိုက်တဲ့တေးချင်းလဲကျုနတ်ဖျားပူဇော်ပွဲငါနတ်ဖျားသားတော့နတ်ဖျားငယ်တပားအနေနဲ့ပူဇော်ပလာတာတွေအများကြီးကျိုးခဲ့ဘူးပါတယ်
ဘဲနယ်ရေချိုးတန့်စင်တာတွေအဝတ်တစ်ဝတ်ပြီးဝတ်ပြူတာတွေအမွှေးတိုင်မီကိုတွေတလုံးလုံးနဲ့ခေါင်းကိုက်လောက်အောင်ထုံးပြီးနတ်ဖျားတွေချီးမြှောက်တာကိုမျှော်လင့်နေတာမျိုးတော့မကြုံဘူးပါဘူးရီစရာကောင်းလိုက်တာအမှန်တော့မိုးကောင်းကင်မှာဥပဒေသားတစ်ခုပဲရှိပါတယ်စိတ်ကောင်းလုံးကောင်းရှိပြီးသူတစ်ပါးကိုကူညီတတ်သူကိုကြည့်ရှုဆောင်မပြီးယုံညံ့သူကိုအပြစ်ပေးတာပါထားတော့ငါဒီအခွင့်အရေးကိုပိုင်ဆိုင်လာတာဂျန်ချန်ရှဲတေချင်းကပဲခက်ကောင်းကောင်းအောက်စဉ်းစားရင်နဲ့အစောကစကားပြောနေတဲ့နှစ်ယောက်ကိုသူမှတ်ညံတဲ့ကထုတ်ကြည့်နေမိတယ်တယောက်ကအရင်ဂျန်ချန်ရဲ့အဖေပါအခုတော့သူ့အဖေပေါ့အချိန်မရွေးထားပောက်ကွဲတော့မလို့ဖြစ်နေတဲ့သူ့အဖေရဲ့ချစ်ချင်းကိုခံစားမိပြီးပီတိတွေဖြာနေမိပါတယ်ငါအတိတ်မှာကောအခုဘဝမှာပါဒီလိုမျိုးမေတ္တာထူနဲ့နေတဲ့အဖနှစ်ယောက်ရတာကံရမ်းကောင်းတာပဲဂျန်ဟန်ရဲ့မျိုးစားလေးရတူးလေးနဲ့သူ့သားသေးတာအတွက်ဘယင်ကိုလက်တုံပြန်ပုံကံဖို့ပြင်းနေတယ်ဘလောက်တောင်အချစ်ကြီးလိုက်တယ်လဲတတိရှိလိုက်တယ်လဲလို့ဂျန်ချန်နှွေးထွေးမှုကိုခံစားရပြီးဂျန်ဖန်းကိုသူ့အဖေအနေနဲ့စတင်လက်ခံလာပါပြီဒါပေမဲ့သူ့အဖေကိုပုံကံတဲ့အခြေအနေထိတော့သူအရောက်မခံပါဘူးသူ့အဖေအနေနဲ့ကအခုထိဂျန်ဟန်နယ်မြေကိုပြန်မရောက်သေးဘူးလေဒါအပြင်လက်ရှိအခြေအနေနဲ့မျိုးစားရာထူးပေါက်စလေးအဖြစ်နောက်လိုက်တွေစုဆောင်းပြီးတိုက်ရင်တောင်အင်အားကြီးမားလာတဲ့ဘရင်ကိုပုံကံဖို့ဆိုတာမျိုးနွယ်စုတစ်ခုလုံးတေးကြောင်းကြံစီခြင်းနဲ့အတူတူပါပဲနတ်ဖျားငယ်တစ်ပါးအနေနဲ့ဂျန်ချန်ဟာညံရီထက်မြက်ပြီးအခြေအနေကိုကောင်းကောင်းကြီးအကဲခတ်နိုင်ပါတယ်လက်စားချေဖို့ကလောရင်ရှုံးမှာပဲဒီလိုညံမရှိတဲ့လောက်ရမျိုးကိုရက်ဖို့ငါစူးစမ်းမယ်တကယ်သာလက်စားချေပွဲကြီးကျင်းပရင်သူလဲဘယ်လို့ပါမလဲလေခုပဲရှင်နဲ့အစုပြန်တည်ရရင်သူရင်နာလို့ဆုံးမှာမဟုတ်ပါဘူးအဟုတ်ဂျန်ချန်အတန်ပြုတ်လိုက်ပါတယ်အခေါင်းထဲကအတန်တိုးတိုးလေးကဂျန်ဝန်းကိုတမှုဟုတ်ချင်းအေးဆက်သွားစေပါတယ်သုံးဒီဟာကဂျန်ဖန်းကြက်တီနေရာကနေလုံးဝကိုတုံးလုံးဝမ်းသာသွားပြီးမျက်ရည်တွေပါဝိုင်းလာပါတယ်ဖခင်တယောက်ရဲ့ချစ်ချင်းမေတ္တာတွေကိုသူ့မျက်လုံးမှာအသေးချာကိုမြင်နေရပါတယ်တချို့သောစကားလုံးတွေကပြောဖို့မလိုဘူးလေသူတုံလုံးစွာနဲ့ဂျန်ချန်ရဲ့လက်ကိုစုပ်ကင်လိုက်ပါတယ်ချန်အားလေးငါသားအသက်ရှင်နေသေးတယ်မယုံမရဲနဲ့အိမ်မက်ဖြစ်နေမှာဆိုပြီးလက်ကိုလွတ်သွားမတက်စုပ်ကင်ထားပါတယ်ဂျန်ချန်မျက်နှာစိတ်တစ်ခုကိုမြင်လိုက်ရပေမဲ့ချစ်ချင်းတွေပြည့်နေတဲ့မျက်လုံးတွေကတော့မစိမ့်ပါဘူးအဖတားကြောင့်တိမ်ငယ်စေမိပါပြီအတိတ်ပဲမရှိလိုက်တာမင်းကငါသားပဲငါဂျန်ဖန်းရဲ့သားကွငါကဘာလို့တိမ်ငယ်ရမှာလဲမင်းမရှိတော့ရင်သာငါဘဝကအတိတ်ပဲတွေမဲ့နေတော့မှာကွငါသားရမင်းတီလားဟီဂျန်ဖန်းသူညကန်းတာလုံးနာကြောင့်မျက်ရည်တွေကျစီလို့လာခဲ့ပါပြီသူသားလက်ကိုသူညငန်းတာအားရနဲ့စုပ်ကင်ထားရင်ဧကရစ်လူအကြောင်းတွေးနေခဲ့မိပါတယ်အဲ့ဒီဧကရစ်လူဆိုတဲ့ဘယင်ကသူ့သမီးရဲ့ကူးမရဘူးဆိုတဲ့ယောဂါကိုကယ်ဖို့အတွက်နတ်ဖျားပူဇော်ပွဲကိုလုပ်စေခဲ့တာပါတကယ်လို့သာနတ်ဖျားတွေကကူပေးနေရင်ဆေးဆရာတွေကဘာလုပ်ဖို့လဲလို့ဂျန်ဖန်းတွေးရင်လူဆိုတဲ့ကောင်သူတို့ရဲ့နတ်ဖျားပူဇော်ပွဲမှာမင်းကိုကြိမ်လုံးနဲ့တေးတဲ့ထိရိုက်ခိုင်းတယ်သူသမီးအသက်ကအရေးကြီးတယ်ဆိုငါသားချမ်းအားလေးတက်ကကောဘာလဲဂျန်ဖန်းအနေနဲ့သူသားမသေးသေးတာကိုဝမ်းသာတာတစ်ဖက်ဒေါသကတစ်ဖက်နဲ့ဧကရီရဲ့နာမည်ကိုတောင်ဒီတိုင်းခေါ်ရဲလို့နေပါတယ်အင်းဒီလိုအဖေမျိုးရတာလည်းမစိုးပါဘူးလို့ဂျန်ရန်စိတ်ထဲတွေးနေမိပါတယ်ချမ်းအားလေးမကြောက်နဲ့တော့အဖေသက်ရှင်နေသမျှကာလပတ်လုံးကာကွယ်သွားမယ်ပြီးဧကရစ်လူအနေနဲ့လည်းမင်းကိုလာတောင်းပန်စေရအောင်မြင့်မြတ်သူတချီနဲ့အဖေဆက်သွယ်ထားပြီးတကယ်တော့ဂျန်အနေနဲ့ကံကောင်းတယ်လို့ပြောလို့လည်းမရသေးပါဘူးခုလိုတရားကနေရှင်လာပေမဲ့တကယ်လို့သာဤပေါက်မှုကိုမရှင်းနိုင်သေးရင်သူ့အနေနဲ့ဒုက္ခတွေကစီတန်းဆောင်နေမှာပါဘဝရဲ့အစမှာရလာတဲ့စကလုံးလေးကရာဇဝတ်သားတဲ့လားအတော့ကိုကပောက်တိကပောက်ချနိုင်တဲ့ကောင်ပါကွာအဖေအမှန်တော့ကျွန်တော်နာမည်ပြက်ကိုရှင်းဖို့ဒီလောက်လောနေစရာမလိုသေးဘူးလို့သားထင်တယ်ရက်နီးနေကြမှာသွားကြတာပေါ့သူတစ်ခါသားကိုချိန်နဲ့ရိုက်ပြီးပြီပဲနောက်တစ်ခါထက်ရိုက်ပြီးသူ့ကုံတိတ်ခါကိုအကြခံမယ်လို့တော့မထင်ပါဘူးသူ့အနေနဲ့လက်တလောရလာတဲ့ခန္ဓာကိုယ်အစ်စ်ကိုနားလည်အောင်လုပ်ဖို့အချိန်လိုပါသေးတယ်ရုတ်တရက်ဂျန်ဖန်းအတန်တန်ကြားလိုက်တယ်ချမ်းအားအထဲမှာအေးဆေးပြန်လဲနေလိုက်အောင်လူလာနေတဲ့ဂျန်ချန်သေးသွားခဲ့ပြီလို့လူတွေတိနေရကနေမမျော်လင့်ပဲသူငုတ်တုတ်ကြီးထထိုင်နေတာကိုမြင်လိုက်ရရင်တကယ်ကိုကောင်းကင်ကိုတောင်တုံလုံးစေသွားမှာပါအဲ့ဒီအတွက်သူ့အခေါင်းထဲမှာပဲတုံလုံးပြန်လဲပြီးတိတ်တဆိတ်ပြန်တည်နေရပြန်တဲ့ဆက်ရှင်တန်ရတဲ့ဘဝကတော့ဒီလိုပဲလှပလို့နေပါပြီအဝေးတနေရာကနေအတန်ပြဲကြီးကစူညံစွာပဲထွက်ပေါ်လာနေပါတယ်အင့်ကိုချမ်းဘာလို့ရုတ်တရက်ကြီးအခုလိုထွက်သွားရတာလဲ
ငိုတန်ပါကြီးနဲ့အတူခြေတံတချို့ကိုပါကြားလာရပါတယ်ခြေတံရှင်ကမြေပါတုံခါနေစေလေရဲ့ဟုတ်ပါတယ်တကယ်ကိုမြေကိုတုံခါစေတဲ့ခြေတံပိုင်ရှင်ဖတ်တီးတယောက်ရဲ့ပုံကိုမကြားလိုက်ပဲတဖြည်းဖြည်းမြင်လာရပါပြီသူ့ပုံကိုကြည့်ပြီးအနေရခက်မနေဘူးလားလို့မထင်ပါနဲ့သူ့ကိုယ်သူတောင်အဲ့အတွက်ဂုဏ်ယူနေပါသေးတယ်အခြားနေရာတွေမှာတော့မပြောလို့ပေမဲ့အလေးချိန်ပိုင်းမှာတော့အဆင့်1အဆင့်ကိုရောက်လို့နေပါတယ်ဒါပေမဲ့သူ့နာမည်ကဘလောက်တောင်မိမဆန်လိုက်တယ်လဲလို့သူ့နောက်မှာတော့အသက်အရွယ်တူတူလောက်လူငယ်2ယောက်ရှောက်လန်းလိုက်ပါလာပါတယ်သူတို့2ယောက်ကလည်းဝမ်းနဲ့ပူဆွေးနေတဲ့ဟန်နဲ့ဂျန်ဂျန်ကိုလေးစားသမှုပြုပြီးလာနှုတ်ဆက်ကြတာဖြစ်ပါတယ်ဖတ်တီးကခြေတံပြင်းပြင်းနဲ့ဂျန်ဂျန်ရဲ့အခေါင်းဘေးကိုရှောက်လာပြီးဘေးနားမှာငိုကြွေးပါတော့တယ်လက်တစ်ဖက်ကမျက်ရည်တွေကိုတုပ်ပြီးတစ်ဖက်ကကြိုတင်ပြီးရှို့ထားပြီးဖြစ်တဲ့ပတ်စံတွေကိုလွှဲပြီးကျဲပစ်နေရင်ကိုချန်ရမ်းကြိုက်တယ်ဆိုတဲ့ဗျာလေအကိုလေးမရှိမှတော့ဒါကြီးကကျွန်တော်အတွက်ဘာအဓိပ္ပာယ်ရှိတော့မှလဲအကိုအတွက်ကျွန်တော်မိရှို့ပေးမယ်အကိုပြင်းပြီးအထီးကျန်တဲ့ခါသုံးဖို့ပေါ့ဒါပေမဲ့အကိုတော်တမလုံးမှာကျွန်တော်လိုတော့တကူကောင်းမဆန်ပါနဲ့ဗျလှူလေရလေပါဗျနောက်ပြီးဒီမှာအကိုအတွက်ငွေ1000တန်လက်မှတ်တစ်ချိန်ကကျွန်တော်ကောင်းမလေးတယောက်နဲ့မှာပြီးကိုဝင်ရှိစေခဲ့တုန်းကအကိုသာငွေ1000နဲ့ပြေးလဲအောင်မဖြည့်ရှင်းပေးခဲ့ရင်အခုချိန်ဆိုအဖေရိုက်လို့တေနေလောက်ပြီးအရင်ကပြန်မဆက်နိုင်ခဲ့တဲ့အကျွေးဒီနေ့တော့ကျွန်တော်ကြေအောင်ဆက်ပြီးမှအကိုချန်တိရဲ့လားဖက်တီးဖန်ကိုကျွေးရင်ခြေကိုစောင့်ရင်ပဲသူယူလာတာတွေကိုမိရှို့ပါတော့တယ်ဂျန်ဂျန်ငိမ်သက်စွာပဲဖက်တီးငိုနေတာကိုနားထောင်ရင်တငယ်ချင်းကောင်းတစုကိုစူးစမ်းနေပါတယ်အဲ3ယောက်ထဲမှာဖက်တီးဖန်ကတော့တစ္ဆာအရှိဆုံးနဲ့အချစ်ဆုံးတဲ့ရောက်ဖြစ်မှာအသေးချပါပဲအကိုချန်ငါတကယ်ကိုအဆင်ပြေအောင်နေတဲ့ဒါပေမဲ့ဧကရစ်လူဆိုတဲ့အဖိုးကြီးမင်းကိုကြံနဲ့တည်တဲ့အထီရိုက်ရဲတယ်ငါဖတ်တီးဒီနေရာမှာတင်ကျိန်ဆိုတယ်ငါချင်းရုံနယ်မြေကိုအပိုင်စားရတဲ့တနေ့အရှိစီရင်စုမိသားစုအတွက်ကာကွယ်ဖို့မြင်းတကောင်စစ်တီတယောက်တောင်မပို့ဘူးလို့ဖတ်တီးကျိန်ရင်နောက်ကိုလှည့်ကြည့်တယ်မင်းတို့2ယောက်ကအကိုချန်ချန်ရဲ့တငယ်ချင်းကောင်းတွေမဟုတ်လားအကိုချန်ကိုအကိုတယောက်လိုခင်နေဆိုရင်လာမင်းတို့သူ့ရှိမှသူကျေနပ်လောက်အောင်လာကျိန်ဆိုပြီးစိတ်ရင်းအမှန်ကိုလာပြကြဇန်ဇန်ငိုတန်ပါကြီးနဲ့အော်ပြောနေတော့မှာပဲဟောင်းဖတ်တီမင်းတယောက်ပဲအကိုချန်အပေါ်မှာတစ္ဆာရှိတယ်လို့ထင်နေတာလားကွာငါဟျူပင်မျိုးစားရဲ့စက္ကန့်သူကမင်းထက်ပိုပြီးတစ္ဆာရဲ့အဓိပ္ပာယ်ကိုသိတယ်အကိုချန်ငါကျူပင်မျိုးစားဖြစ်လာတဲ့အခါကျရင်ငါဘဝတစ်လျောက်လုံးအရှိစီရင်စုရဲ့တော်ဝင်မိသားစုအတွက်ကာကွယ်ဖို့စစ်တီတယောက်မြင်းတကောင်တောင်မပို့ဘူးလို့ငါကျိန်ဆိုတယ်သူတို့2ယောက်ကျိန်ဆိုပြီးကြတဲ့နောက်မှာနောက်ဆုံးကနေကောင်းမွန်စွာကတ်စားထားတဲ့လူငယ်လေးကတုံဆိုင်နေတာကိုကြည့်ပြီးဖက်တီးကြံဒေါသထွက်လာပါတယ်ရန်ဖောင်မင်းအကူချန်ကမင်းအကူမဟုတ်ဘူးလားမင်းကိုရမန်မြို့ကရီမင်းနိုင်ကျင့်တုံးကမင်းဘက်ကနေအကူချန်ရက်တီပြီးကာကွယ်ခဲ့တာကိုမေ့နေတာလားကွဟင်းအဲ့တုံးကမင်းအစင်တက်ဖို့ဆေးတွေတုံးပြီးကျင့်ကြံနေတာမှာမအောင်မြင်ပဲလမ်းလွဲတော့မလို့ဖြစ်တော့လေအကူချန်ပဲမင်းကိုကူညီပြီးကျင့်ကြံမှုအောင်မြင်အောင်လို့သူ့ရဲ့ဆောက်ရမ်းတော်တဲ့စွမ်းရည်ကိုတုံးလိုက်လို့သူတာမန်အဆင့်လောက်ပဲဖြစ်နေခဲ့တာကိုရောမင်းမေ့သွားပြီလားကွကြက်တရီတုံးတဲ့ကောင်ရဖတ်တီးပြောရင်းဆိုရင်ဒေါသထွက်လာပြီးရန်ဖောင်ရဲ့အင်ဂျီကော်လန်ကိုဆွဲပြီးထိုးကျိတ်ပါတော့တယ်ဂျန်ဂျန်တယောက်ဖတ်တီးဖန်ပြောတာတွေနဲ့မှတ်ညံတွေအားလုံးကိုဖြည်းဖြည်းချင်းစုစည်းပြီးတွေးတောနေပါတယ်တစ်ချိန်တည်းမှာပဲခြေတံတွေကြားလာရပြီးဂျန်မီသားစုရဲ့ဘန္နာဆိုးတယောက်ဝင်လာပါတယ်အရှိစီရင်စရဲ့ဧကရစ်လူကမြင့်မြတ်တဲ့ပုံကိုတချို့နဲ့ကြွရောက်လာပါတယ်တခင်ကြီးတခင်လေးကိုလေးစားမှုပြတဲ့အနေနဲ့လာရောက်တာပါတယ်လေးစားမှုပြခြင်းလို့အဟတ်မကောင်းဆိုးဝါးမျက်ရည်မြေပေါ်ကျရင်မြေကြီးနာတဲ့ဖတ်တီးဇန္နာကြီးစွာရေရွတ်မိတဲ့လူတယောက်ကိုတေလောက်အောင်ရိုက်နှက်ပြီးခါမှအမွှေးတိုင်လေးထုံးပြီးတောင်းပန်ပါတယ်လှုပ်ယုံနဲ့ကြေပြီးတဲ့လားဖတ်တီးစိတ်တူနေတလောက်ဂျန်ဖန်းအနေနဲ့တွေးစရာတွေများနေပါတယ်ငါသားသေးရင်ဘယင်လဲဒုက္ခတော့တွေးစေရမယ်လို့ငါကြုံဝါခဲ့ပေမဲ့အခုသူကရှင်နေသေးတယ်သူ့အသက်ကိုငါမဖြစ်တဲ့နီးနဲ့ကယ်ရမှာပဲနောက်ပြီးဂျန်ဖန်းအနေနဲ့ဘယင်ကိုလည်းမတင်ငါပါဘူးသူ့လိုဘယင်တစ်ပါးအနေနဲ့အခုလိုမျိုးစားသားတော်တစ်ပါးတည်တာလောက်မှဒီလောက်အလေးနဲ့ထားเสียအကြောင်းမရှိပါဘူးဂျန်ဖန်းကောင်းတဲ့ကအလင်းစလိုမလုပ်ဖို့အချက်ပေးတန်တွေစူညံလာနေပါပြီသူကငါမုန်းတီးပြီးတခုခုလုံးမှာပုံကံမာကိုလည်းစိုးရင်ပုံမရဘူးဒါပေမဲ့ငါပုံကန်လိုက်ရင်သူ့ဂုံပုတ်ကိုအနှဲနဲ့အများထိခိုက်မှာကိုတော့စိုးရိမ်မှာပဲတေချာတယ်တကယ်လို့သာပြည်တွင်းစုပူမှုဖြစ်လာခဲ့ရင်ဘာတွေပြောင်းလဲသွားမလဲဆိုတာဘယ်သူမှတေချာမပြောနိုင်ပါဘူးပြီးတော့ဂျန်ဆန်းမာကအရှိစီရင်စုနိုင်ငံရဲ့နန်းမြို့တော်မှာလည်းအဆက်အသွယ်တွေအများကြီးရှိနေတယ်မဟုတ်လား